ပြိဿရေဒါကြောင့်လှတာရမ်းမကြိုက်နဲ့ကျုပ်ကိုယ်တိုင်မှားဘူးတဲ့လှတာရမ်းကြိုက်လို့ပြောရအောင်ငယ်ကျိုးငယ်နာတော့ကုံတော့မှာအခုမဟုတ်ပါဘူးဟိုကိုရင်တုန်းကငယ်ငယ်တုန်းကသိမှသိပဲကိုရင်တုန်းကကျုပ်စကိုင်းမှနေစကိုင်းနေတော့ဘုန်းကြီးကလည်းကျုပ်အင်မတန်ချစ်ရန်ကုန်ကတရားနာပိဿကားကြီးနှစ်စင်းဖျားဘူးလာကြတယ်စကိုင်းရန်ကုန်ကအဲ့ဒီကားကြီးပေါ်မှာပါလာတယ်မခင်တန်းဆိုတဲ့ကလေးမလေးကသိလှဦးစင်းနေရှိသွားချိန်မွန်းဦးစင်းဖျားဟဲ့ကွင်ဘာတော့မခင်တန်းလေးလှတယ်ခဏချိန်မွန်းတော့ကြောင့်ဟိုးစွန်းနဲ့တွေ့တယ်ဦးစင်းဖျားမခင်တန်းလေးလှတယ်ဒီကောင်မျက်စိကျနေပြီထင်တယ်ဟဲ့ကိုရင်မင်းခင်တန်းစာပေးကွာဦးစင်းနေကမြောက်ပေးတယ်ဦးစင်းတွေကမြောက်ပေးတော့တပိတော့မရေးတာဘူးဗျဒါကမင်းမရေးတာတို့ရေးပေးဦးစင်းနေရေးပေးတဲ့သမီးစားစာဆိုတော့ပါဠိတွေနဲ့ပေါ့ဗျာပခိနီတို့အဘိရူပန်းတို့ပေါ့ပခိနီဆိုတာချင်းနှမအဘိရူပန်းဆိုတာအလွန်အဆင်းလှပါဠိတွေနဲ့ရေးပေးကျုပ်ကလည်းတရားနာပိဿကိုယ်တိုင်တော့မစွမ်းပါဘူးမခင်တန်းကိုသူ့မောင်လေးပေးခိုင်းသူများနှာခေါင်းနဲ့အသက်ရှူရသူ့မောင်လေးပေးခိုင်းတော့သူ့မောင်လေးကမခင်တန်းသွားပေးမခင်တန်းကစာရီဖတ်ကြည့်တယ်ပါဠိတွေပါတော့ဘုရားရှိခိုးမှလို့သူ့ဖေသွားဗျာ